ဘုံကျဲခံရတဲ့တဲ့ကြားမိသလားထပ်ပြီးမေးပါမယ်ဤသူစစ်ရွာကိုစစ်တပ်ကမှားပြီးတော့လေရင်နဲ့ဘုံကျဲမိရဲဆိုတဲ့တဲ့ကြားဖူးပါသလားကျမတို့မျိုးပြတွေမှာကဟိုဘက်ကပဲဖြစ်ဖြစ်ဒီဘက်ကပဲဖြစ်ဖြစ်ဂျားနေပဲဖြစ်ဖြစ်မချစ်တော်လဲအောင်ကနဲ့ဆိုသလိုအတူရှင်တွဲနေထိုင်လို့ရတယ်ဒါပေမဲ့စကိုင်းမကွေးလို့တရားဥပဒေစိုးမိုးမှုမရှိတော့ကျေးလက်ဒေသတွေမှာကရွာတွေမှာ2မျိုး2စားပဲရှိပါတယ်သူတို့မှဂျားနေရလို့မရှိဘူးသူတို့ NUG PDF ကိုထောက်ခံတဲ့သူတို့အတုံးနှုံတော်လန်ပြည်သူများနဲ့သူတို့ကိုမထောက်ခံမဲ့တပ်မတော်ကိုထောက်ခံသောရွာကိုပြူစောထီရွာလို့သူတို့သတ်မှတ်တယ်ကျမတို့ခေါ်ပြည်သူစစ်ရွာသူတို့ခေါ်ပြူစောထီရွာစကိုင်းမကွေးလို့တရားဥပဒေမစိုးမိုးတဲ့ကျေးလက်ဒေသတွေမှာတော်လန်ပြည်သူတွေရွာနဲ့ပြူစောထီရွာ2မျိုးပဲရှိပါတယ်ဂျားနေရွာမရှိပါဘူးဆိုတော့လက်ရှိတပင်းကြီးမြို့နယ်အမေရိကန်ရွာဘုံကျဲခံရမှုနဲ့ပတ်သက်လို့ DPP မှာပြောတာကြတော့အဲ့ဒီရွာမှာတဲ့အမျိုးသမီးလက်ဝဲပွဲကြည်နေတဲ့အချိန်လက်ဖေးဆိုင်မှာလူတွေစုပြီးအမျိုးသမီးလက်ဝဲပွဲကြည်နေတဲ့အချိန်မှာစစ်တပ်ကအရက်သားပြည်သူတွေကိုတမင်ရည်ရွယ်ချက်ရှိရှိဘုံကျဲသွားပါတယ်လို့ဒေသခံပြည်သူတယောက်ကပြောပါတယ်ဒီ ARD မှာကြတော့ဒီ ARD เนาะ TAV တယ်လို့မဖတ်ပါဘူး TAV ဒီပါဒီ ARD မှာကြတော့အမေရိကန်ရွာလက်ဖေးဆိုင်မှာစီးကိန်းဘောလုံးပွဲကြည်နေကြတဲ့အချိန်စစ်တပ်ကတမင်တက်တဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးပြစ်ခတ်သွားပါတယ်ပေါ့ကွယ်သူတို့တစ်သက်လုံးလုပ်ခဲ့တဲ့အတိုင်းစစ်တပ်မုန်းတီးဝါဒဖြစ် DVB မှာပြောတာကြတော့မျိုးသမီးလက်ဝဲပွဲကြည်နေတယ် ARD မှာပြောတာကြတော့စီးကိန်းဘောလုံးပွဲကြည်နေတယ်မြန်မာနောက်ကဆွေဝင်းကတော့မယုံမလုံပြောတယ် TV အချိန်နေတဲ့အချိန်မှာဘုံကျဲခံရတယ်ခင်ဗျားတို့ချင်းချင်းအရင်ပြန်ပြီးညှင့်သိနေခင်ဗျားတို့အချင်းချင်းအရင်ပြန်ပြီးညှိတင်တယ်စစ်တပ်မုန်းတီးရေးနဲ့စစ်တပ်ကတမင်တက်ပြည်သူတွေကိုအကြောင်းမရှိအကြောင်းရှာပြီးတက်နေပါတယ်လို့ဝါရမဖြန့်ခင်ခင်ဗျားတို့အချင်းချင်းအရင်ညှိတင်တယ်တကယ်လို့အဲ့ဒီတပင်းကြီးမြို့နယ်အမေရိကန်ရွာတီးလက်ရှိ NASA ကလက်ရှိစကသူတို့ပြောတယ်ဘယ်လိုလဲနာမည်လက်ရှိနာမည်မခေါ်တတ်ဘူးကွယ်နာမည်ကအရင်ရှိနေတော့လက်ရှိတည်တဲ့အစိုးရကိုထောက်ခံနေရွာတီးသူစစ်ရွာဆိုရင်စစ်တပ်ကပြူစောတိရွာကိုမှားပြီးဘုံကျဲမိလိုက်တယ်စစ်တပ်ကသူတို့ပြူစောတိရွာတွေကိုပြန်ပြီးဘုံကျဲလိုက်ပါတယ်ဆိုပြီးခေါင်းစဉ်မှာစလုံးအကြီးကြီးရေးပြီးတော့စကားအကြီးကြီးတွေပြောကြလိမ့်မယ်တကယ်လို့အဲ့ဒီရွာသားသူတို့ခေါ်တဲ့ပြူစောတိရွာဆိုရင်စစ်တပ်ကပြူစောတိတွေကိုလေရင်နဲ့ဘုံကျဲပြီးတက်နေပါတယ်လို့သူတို့ဝါဒဖြန့်လိမ့်မယ်ခင်ဗျားတို့မယုံမရှိနဲ့စစ်တပ်မုန်းတီးရေးလုပ်ရမယ်တက်တဲ့ပြည်သူကြားမှာတိခွဲရမယ်ဆိုရင်နော်ဒုချုပ်ဦးစိုးဝင်းတော်မှာဆိုးဝဲတော့ဘလို့ဖြစ်နေပြီအေးပေါ်ဖြစ်နေပြီဆက်ငယ်ဖြစ်နေပြီကန်သားရဆေးရုံမှာဟိုအိန္ဒိယကဆရာဝန်ဘလို့ခေါ်ပြီးကုနေရပြီဆိုပြီးတော့အဲ့ဒီလိုမျိုးခရီးစစ်တွင်းကြဟုတ်တာဟောမဟုတ်တာဟောသူတို့အာပုံအာရင်တန်တယ်ပြောတတ်ကြတယ်ကောင်းတဲ့သတင်းလားသူတို့မပြောတာဥပမာကူလက်ရှိတင်နေလာတိုင်းထဲမှာကမ္ဘာဒုတိယအကြီးဆုံးတော့တဘာဝတန်းငွေတိုက်ကြီးတွေးရှိတာဘယ်ပြည်ဖြတ်မီဒီယာမှမပြောချဘူးတိုင်းပြည်ကောင်းစားမဲ့ကိစ္စမျိုးဆိုသူတို့ဘယ်တော့မှမပြောကြဘူးရင်ကိုနှုတ်ပိတ်နေကြတယ်စစ်တပ်မုန်းတီးရေးလုပ်ရမယ်ဆိုရင်တော့သူတို့ရှေ့ဆုံးကလာတာနော်ဒီကြားထဲမှာပြောသေးတယ်တဘောင်ကတငွေတိုက်ကြီးတွေ့တော့လဲဘာဖြစ်လဲစစ်တပ်ကပဲချမ်းသာသွားမှာပြည်သူအိတ်ထဲရောက်မှာမဟုတ်ပါဘူးဆိုတဲ့နော်အိယာဝင်ပုံမြင်နေနဲ့ဝါဒမိုင်းမိနေတဲ့အတွေးခေါ်တွေနဲ့ပြောကြသေးတယ်အဲ့ဒီစစ်တပ်ကလုပ်ပေးခဲ့လို့ပဲခင်ဗျားတို့တစ်သက်လုံးရှောက်ခဲ့တဲ့လမ်းခင်ဗျားတို့တက်ခဲ့တဲ့အကြောင်းခင်ဗျားတို့ကူတာခဲ့တဲ့ဆေးရုံခင်ဗျားတို့နေ့စဉ်ဖြတ်တန်းသွားလာနေတဲ့မြစ်ကူးတရားတွေအဲ့ဒါတွေအကုန်လုံးကနာဝတနာအဘခက်ကလုပ်ပေးခဲ့တာကြီးပဲလက်ရှိနိုင်ငံတော်မှာရှိနေတဲ့နိုင်ငံတော်ရဲ့အခြေခံအဆောက်အဦမှန်သမျှလက်ညှိုးထိုးမလွယ်အရာအားလုံးဒီခင်ဗျားတို့မုန်းပါတယ်ဆိုရဲစစ်အာဏာရှင်တွေလုပ်ပေးသွားတာပဲရှိုးရရှိသေးတယ်ကိုဗစ်ကာလတော့ကနိုင်ငံတော်ဘတ်ဂျက်တွေကနေပြီးနိုင်ငံဘဏ္ဍာငွေနဲ့ထောက်ပံ့ငွေ2000ပေးတော့အမလီတစ်သက်လုံးတစ်ခါမှမရခဲ့ဘူးအမေစုဆိုကလက်ထက်ကျမှထောက်ပံ့ငွေ2000ရတာမစားရဝကမန်းတွေပြောကြတယ်သူတို့မုန်းနေဆိုတဲ့စစ်အာဏာရှင်တွေကကျမတို့ကြေးလက်တွေမှာဆိုရင်10မြောင်းကန်ချောင်းတာတမန်တွေနော်10မြောင်းကန်ချောင်းတာတမန်တွေလုပ်ပြီးတော့နှွေးစပါးမိုးစပါးနှစ်သီးစားလို့ရအောင်စိုက်ပျိုးမြေတွေအတွက်စိုက်ပျိုးတောင်သူတွေအတွက်ရေရအောင်ဖန်တီးပေးထားတယ်နော်မိသားစုသားစဉ်မြေးဆက်အစင်ဆက်လောက်ကိုင်းစားတောက်လို့ရအောင်ဖန်တီးပေးထားတယ်အဲ့ဒါမျိုးတွေသူတို့မမြင်ဘူးနိုင်ငံတော်ဗန္ဒာငွေနဲ့ငွေ2000
ပေးတာကြအစားရဝါကမှန်အကြီးကြီးပြောကြတယ်နော်လူတွေကအဲ့ဒီလိုပိန်းနေလက်ရှိမှာဆိုလက်ဒီလိုပဲဒီတဘာဝတန်းငွေတိုက်ကြီးကအမေစုလက်ထက်မှာတွေ့ရင်ဘယ်လောက်ကောင်းမလဲအမေစုလက်ထက်မှာတွေ့ရင်ပြည်သူတွေတကယ်ချမ်းသာလိမ့်မယ်ဒါဆိုရင်ကျမပြန်မင်းမယ်အမေစုလက်ထက်မှာတွေ့ခဲ့တဲ့ဖားကန်ကကြောက်စိန်တုံးကြီးဘယ်ရောက်သွားတယ်လဲထပ်ပြီးမင်းမဲ့အမေစုဆိုရလက်ထက်မှာတွေ့တဲ့ဖားကန်ကကြောက်စိန်တုံးကြီးဘယ်သူခိုးသွားလဲဖားကန်ကြောက်စိန်တုံးကြီးကတိုင်းပြည်အတွက်ဘာတွေအထောက်အကူဖြစ်ခဲ့တယ်လဲပြည်သူလူထုအတွက်နိုင်ငံတော်အတွက်ဘယ်နေရာမှာအသုံးချနေတယ်လဲကျမမင်းမဲ့ဒီလူတွေကထူးခြားနေတာဒီမျိုးတွေကလာတာကရွှေစင်ရွှေတိုင်းဓမ္မတဲ့လူတွေကထူးထူးဆန်းဆန်းလက်ဖိတ်တိုင်းပိုင်ရှင်တွေဖြစ်နေအဲ့ဒါတော့ထူးဆန်းနေတာကျွန်တော်လည်းအားသိနေတာပေါ့နော်ဒီလက်ဖိတ်တိုင်းပိုင်ရှင်တွေကဘာကိစ္စဓမ္မတိတ်တာလဲပေါ့ကျွန်တော်တော်တော်စဉ်းစားပါတာပေါ့နော်ဆိုတော့ဒီပြီးခဲ့တဲ့9ရက်နေ့ရပေါ့နော်9ရက်နေ့ရဒီသမား9ရက်နေ့မနေ့ပိုင်းမှာပြဓမ္မတိတ်တာဒီနေ့10ရက်နေ့မှာတော့မိပြီဆို9ရက်နေ့ကမိတာမိတာကို10ရက်နေ့မှာသတင်းထုတ်ပြန်တယ်ပေါ့နော်ထုတ်ပြန်ချက်ရဆိုရင်လာတာမျိုးနဲ့အမှတ်3ရက်ကွက်ဘာမျိုးလဲလမ်းပေါ်ကရွှေစင်ဆိုရွှေတိုင်းဟုတ်တယ်ဓမ္မတိတ်တွေအဖွဲ့ဓမ္မတိတ်တွေအဖွဲ့ကဘယ်သူလဲဆိုတော့တဲ့ဒီတာဂီတာမြို့နယ်မှာရှိတဲ့အောင် brother ဆိုတဲ့လက်ဖိတ်ဆိုင်အဲ့ဆိုင်ပိုင်ရှင်အောင်ကိုစင်ဆိုတဲ့သူနဲ့သူ့အဖျော်ဆရာဆိုသူမျိုးသားကြီးဖြစ်တယ်တဲ့အဲ့နှစ်ယောက်ကလာဓမ္မတိတ်တဲ့သူတို့ကတာဂီတာ10ယောက်ကမှနေတယ်တဲ့ပြီးတော့သူကဒီပြောရင်တော့သူတို့ပစ္စည်းတွေတိမ့်ပေးတဲ့ဖွဲ့ကြာပါလေလဲနောက်ထပ်2ယောက်ပါတယ်စုပေါင်းမိတာ4ယောက်ပေါ့အတိအကျဓမ္မတိတ်က2ယောက်နောက်ကပစ္စည်းတိမ့်ပေးတဲ့ကြာပါ2ယောက်စုပေါင်း4ယောက်ကိုမိတယ်ပြောရင်တော့သူတို့ CCTV မှတ်တမ်းတွေရစုံစမ်းနေနောက်ကနေလိုက်တာလိုင်းနဲ့နောက်ဆုံးမှာဒါမိသွားတယ်ပေါ့ဗျာမိသွားပြီးတော့အခုတော့လောဆိုတော့ဒီကောင်တွေကိုဒါအမှုဖွင့်ထားပြီလို့သိရတယ်ဆိုတော့ကျွန်တော်ပြောပါတယ်ခင်ဗျအဲ့ရွှေဆိုင်ဓမ္မတိတ်ကောင်တွေမိမာလို့ဘာလို့ရွှေဆိုင်ရဲ့ဟွာကအမျိုးကြီးရလို့ကြားပါတယ်ရွှေကြီးမျိုးကြီးလို့ကြားပါတယ်အဲ့တော့နောက်ခံ background ကြီးရဲ့အကောင်ကြီးနဲ့ဆက်ဆက်တယ်လို့လည်းကြားတဲ့ခါကျတော့ဒါမိမှာပဲသိမကြိုက်မိမယ်ဆိုတကယ်မိပါတယ်9ရက်4ရက်ကြာတဲ့ခါမိတယ်9ရက်နေမှာဓမ္မတိတ်4ရက်ကြာမိတယ်ထူးဆန်းတာကလက်ဖိတ်ဆိုင်ပိုင်ရှင်ပေါ့ဗျာလက်ဖိတ်ဆိုင်ပိုင်ရှင်ဆိုလို့လည်းခါစိတ်ထဲမှာကြီးရွှေကောင်းကြွယ်ကြီးလိုမြင်မနေနဲ့လက်ဖိတ်ဆိုင်ပိုင်ကျွန်တော်ထင်တယ်အောင်ကဘာအောင် brother ဆိုတာကျွန်တော်ထင်တယ်ပုံမှန်ရက်ွက်ထဲမှာဖွင့်ထားတဲ့တာမန်ဆိုင်သေးသေးလေးပဲထင်တယ်အဲ့ဆိုင်လောက်ဖြုတ်များကျွန်တော်တော့မရောက်ဘူးသေးဘူးအဲ့ဘက်ကိုအဲ့တော့ကျွန်တော်တင်တာတော့ဒီလောက်ကြီးမဲ့ပုံမပေါ်ဘူးထူးကြတာအဲ့လိုအဲ့ကောင်ကဘာကိစ္စ तू ကမျိုးနဲ့ဒီရွှေဆိုင်ပေါင်းတော့တမတ်လိုက်တယ်လေစဉ်းစားလို့မရဆက်လို့ကိုမရတာဗျာတက်လက်ဖိတ်ဆိုင်လည်းဖွင့်ထားသေးတယ်ပြီးသူ့ဖြောစရာနဲ့ပေါင်းပြီးတော့ဒီရွှေဆိုင်တမတ်တိုက်ဘူးဆိုတာဆိုစဉ်းစားကြည့်တယ်နည်းနည်းတော့နောက်မှမြုပ်နေဇလန်းတက်ရှိနေသလားတော့မသိဘူးပေါ့နော်စဉ်းစားကြရတော့တိတ်ကောင်းနေတယ်ပေါ့နော်အဲ့တော့မျိုးနဲ့တော့တိုက်တာတမန်ဒီဆိုင်ပေါ်မှာအညိုတေးရှိလို့လားတခုခုရှိလို့လားဒါမှမဟုတ်ဒီဆိုင်ရဲ့လူတွေနဲ့ဘာဆက်ဆက်ရှိတာလဲဒါမှမဟုတ်ဒီတမတ်တဲ့လူတွေရောဘာရွေးချက်ရှိတယ်လဲဆိုတော့စဉ်းစားကြတော့ကောင်းတယ်ပတ်စံလိုလို့လားပေါ့ပတ်စံလိုလို့လားပြောအောင်လဲသူလက်ဖိတ်ဆိုင်လေးဖွင့်ထားတယ်လိုတော့လိုမယ်လိုရင်တော့ရွှေဆိုင်တမတ်တဲ့အထိအဲ့လူကလက်ဖိတ်ဆိုင်ဖွင့်ထားတဲ့လူတယောက်ကညံညံသွေးရရွှေဆိုင်တမတ်တဲ့အထိလိုရဲပါမလားဆိုတော့မေးကုန်တော်တော်စဉ်းစားကြကောင်းတယ်ဒါကြောင့်အားသိစရာကောင်းတဲ့သတင်းတစ်ခုတော့ဖြစ်နေတယ်ဒါလေးစိတ်ဝင်စားဖို့တော့ကောင်းတယ်လောဆိုတော့မိပြီလို့အကြံဉာဏ်သိရတယ်ဒါဂျုံရက်လို့ပြောတာပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကရွှေဆိုင်ကိစ္စပြောပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ရန်ကုန်ပေါ့ရန်ကုန်ပဲကျွန်တော်ပြောပါမယ်မန္တလေးနေပြည်တော်တို့ဘာလို့လဲဆက်ပြောတော့ဘူးအတူတူပါပဲနော်ဒီနေ့ဗာလဲ NUG ကရွေးကောက်ပွဲဆန့်ကျင်တဲ့ပုံစံမျိုးနဲ့အတန်တိတ်တပိတ်ဆိုပြီးပြောတာပဲပြီးလည်းပြောဓာတ်ပုံတွေရိုက်တင်ကြတာပဲသူတို့ပြည်ပြည့်မီဒီယာတွေတော်များစီမှာတော့ပြည်ပြည့်မီဒီယာတွေရဲ့ဓာတ်ပုံတွေမှာဘယ်လိုတွေ့ရလဲဆိုတော့သူတို့ရဲ့အတန်တိတ်တပိတ်အောင်မြင်တယ်ပေါ့ဗျာအတန်တိတ်တပိတ်အောင်မြင်တယ်တဲ့သူတို့ပြောတယ်တခါဒီတက်မတော်နဲ့ဆက်ဆက်တဲ့ Telegram channel တွေမှာကြတော့ဘယ်လိုတင်ကြလဲဆိုတော့ပုံမှန်သွားလာနေကြတယ်လို့တင်ကြတယ်သွားလာတင်အဲ့တော့အဓိကရန်ကုန် target ထားကြပါလို့ကျန်တဲ့မြို့တွေကိုခဏထားအတူတူပဲဒါပေမဲ့ကျွန်တော်ရဲ့ mention လုပ်တဲ့နေရာတော့ရန်ကုန်ပေါ့ဒါရန်ကုန်မြို့လိုနေရာမျိုးကကြတော့လူ crowd ဖြစ်တာလူ900တန်းကျော်နေတော့ crowd ဖြစ်တဲ့နေရာအဲ့တော့ဓာတ်ပုံတွေရိုက်ပြတဲ့နေရာတွေတွားကြည့်တယ်ဘယ်တော့ရိုက်ထားလဲလည်းမသိဘူးပြီးတော့လူဘယ်ချိန်ရှင်းလဲဆိုတာမသိဘူးပြီးတော့မနေ့စောကြီးပဲရိုက်ထားလားနေ့လေရိုက်ထားမသိဘူးဘယ်ချိန်မှမသိဘူးပေါ့ဗျာအဲ့ချိန်မှာရိုက်ပြီးတော့လုံးဝမရှိတော့တဲ့အတိုင်းမနေ့ဟွာတွေကမနေ့9နာရီ10လောက်တည်းအဲ့ဒီနေရာပေါ်လို့ရအောင်တက်နေပြီပြည်ပြင်းမိတိုင်းဒီမှာပြည်ပြင်းတော့တက်နေပြီကျွန်တော်ရန်ကုန်မှာလူတွေရန်ကုန်မှာနေတဲ့လူတွေလှမ်းမေးပါတယ်ရန်ကုန်မှာတကယ်ပဲကားလမ်းပေါ်မှာကားတွေစီးအောင်ရှိရလားဆိုသွားလာနေပါတယ်တဲ့ခင်ဗျာပိတ်ကြက်နေတာပြည်လမ်းမှာကြီးဆိုရင်ညနေပဲဒီညနေပဲဆိုလို့ရှိရင်ပြစ်ကြက်နေတာပဲကားတွေပိတ်နေတာပဲတဲ့နော်လော်တီအဝင်ပေါက်မှာလည်းကားတွေတိုက်စီပိတ်နေလို့တဲ့ပြောတယ်ဟာဟုတ်လားဘာဖြစ်လို့လဲမသိဘူးလေပိတ်နေတာပဲအဲ့လိုပြောတယ်ဟာပိတ်နေတာပဲတဲ့အဲ့တော့ okay အခြားနေရာတွေဆိုအင်းစိန်လမ်းပေါ်လည်းပိတ်နေတာပဲဟာဘယ်လိုလဲဟာရန်ကုန်မှာတော်တော်ရှိနေတာပဲသွားလာနေသူတို့ပြောတဲ့ silent strike ပေါ့နော် silent ပေါ့အတန်တိတ်တပိတ်ဆိုတာကြီးအောင်မြင်တယ်လို့တစ်ဖက်ကပြည်ပြည့်အုပ်စုကပြောကြပြီပဲဒီဘက်မှာတကယ်ကျတော့ရန်ကုန်မှာခါတိုင်းနေလောက်ခါတိုင်းနေလူ100လမ်းလျှောက်ရင်ဒီနေ့လူ90လောက်ပဲလမ်းလျှောက်ရင်လျှောက်လိမ့်မယ်ဒါပေမဲ့အတန်တိတ်တပိတ်ကြီးတစ်ခုလုံးမဟုတ်ဘူးလုံးဝတရားမှမလျှောက်တော့မဟုတ်ဘူးဆိုင်တွေလည်းဒီလိုပဲရှိသမျှဆိုင်တစ်ဆိုင်မှမဖွင့်ဘူးဖွင့်တာပဲ shopping center တွေလည်းဖွင့်တယ်ရှိသမျှဈေးတွေရက်ကွက်တဲ့ဆိုင်အကုန်ဖွင့်တာပဲဘယ်သူမှမပိတ်တယ်မရှိပါဘူးပုံမှန်ပါပဲရက်ကွက်တွေထဲမှာရောရက်ကွက်တွေလည်းပုံမှန်ပဲ AC ပဲ
ဒါပေမဲ့လူတွေကဒီနေ့ဘာလည်းမသိဘူးဆိုပြီးစိုးရိမ်နေစိတ်လေးနည်းနည်းလေးတော့ပဲရှိတယ်ပြောရရင်တော့10% တော့မရှိဘူးစိုးရိမ်ချက်အဲ့တော့ 90% လောက်ကအေးဆေးပုံမှန်ပဲပြီးတော့တချို့လူတွေမေ့တော့မေ့တယ်သိတော့မသိဘူးသူကဆိုင်းလန်မကလို့မဆိုင်မဲ့လန်ကြိုက်သလိုလက်ဆိုင်မဲ့လန်ဘုံမဲ့လန်ညင်တာလန်သူစိတ်ကိုဝင်စားလူရှိတယ်စိတ်ကိုဝင်စားဘူးဆိုတော့အေးဘောဘာလို့လဲလူတွေကသူ့ရဲ့1 year ထက်ဒီ E ရဲ့အရေးမကြီးတော့ဆိုသူလူတွေသဘောပေါက်သွားတယ်တဲ့ဒါကိုကျွန်တော်ကြားโอเคကျွန်တော်ကနောက်တော့မှပြန်တွေးကြည့်တယ်ကြည့်ရတာလို့ NUG နဲ့ပြည်ပြည်အုပ်စုတွေကကြည့်ရတာတက်မတော်ရဲ့ဒီစက်အစိုးရကျင်းပမဲ့ရွေးကောက်ပွဲကိုအတန်တိတ်ပေးပါဆိုပြီးတော့များသူကြီးညာသလားမသိဘူးပေါ့နော် silent strike ဆိုအတန်တိတ်သပိတ်ဆိုတော့စဉ်းစားကြည့်လေဗျာမကျင်းဘူးလည်းပြောသေးတယ်အတန်တိတ်ပေးတယ်ဆိုတော့ကြည့်ရတာမကျင်းဘူးလို့ပြောပြီးတော့အတန်တိတ်ပေးတာရှင်မစဉ်းစားကြည့်နော်အဲ့တော့ကြည့်ရတာဒီဘိတ်တွေတော့ဂျင်းနေပြီကိုမျိုးထင်တယ်တချို့ဒီဘိတ်တွေဂျင်းပြီးပြန်ထင်တယ်NUG တအုပ်စုလောကဘာလို့လဲsilent strike လုပ်ပါ silent strike လုပ်ပါပြောတယ် silent strike ဟုတ်တယ်အတန်လေးတိတ်ပေးကြတယ်ဘာလို့တိုင်းပြီးတော့ရွေးကောက်ပွဲကျင်းပမှာဟုတ်တယ်မကျင်းဘူးလို့ပြောတယ်မကြိုက်ဘူးကိုလက်မခံဘူးလို့ပြောပြီးအတန်တိတ်ခိုင်းနေတယ်လက်မခံဘူးလို့ပြောတယ်အတန်လည်းတိတ်ခိုင်းနေဆိုတော့ခင်ဗျားစဉ်းစားကြည့်တယ်လက်ခံတယ်လားလက်မခံတာလားနော်စဉ်းစားကြည့်တယ်အဲ့တော့ကြည့်ရတာ NUG ကတစ်ဖက်လက်နဲ့များဒီတည်တဲ့အစိုးရကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံပေးနေလားတော့မသိဘူးထောက်ခံခိုင်းနေလားမသိဘူးကြည့်ရကျွန်တော်အဲ့လိုပဲမြင်တယ် NUG အုပ်စုကြည့်ရတာမရွတ်သားတော့ဘူးပေါ့နော်သူတို့အရင်လိုမရွတ်သားတော့ဘူးပေါ့ရွေးကောက်ပွဲကိုအတန်တိတ်ပေးပါဆိုပြီးတော့အတန်တိတ်ခိုင်းတာရွေးကောက်ပွဲကျင်းပမှာကိုအတန်တိတ်ပေးပါလို့အတန်တိတ်ခိုင်းတဲ့သဘောလို့ကောက်ချက်ချပြီးတော့ဖြစ်တယ်ပြီးတော့ဒလန်နေပေါ့ဗျာဒီကောင်တွေမှာဒလန်နေဒီကောင်တွေမှာတကယ်ကို lobby တွေဒီကောင်တွေမှာတရှိူတွေဒီကောင်တွေမှာတကယ်ကိုဘာလဲဆိုတော့ဟိုစစ်တပ် lobby ပေါ့ဒီကောင်တွေမှာစစ်တပ် lobby ဖြစ်သွားပြီဘာလို့တမတော်ကပြည်သူလူထုရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြည်သူလူထုကတည်ငြိမ်နဲ့လက်ခံပေးလေတမတော်နိုင်ငံတော်အကြီးအကဲတွေကြိုက်လေဘာလို့ဒါတည်ငြိမ်နဲ့လက်ခံပေးတယ်ဆိုတော့တော့တွေ့တာဆန္ဒပြတာမဟုတ်လားတည်ငြိမ်နဲ့လက်ခံပေးတယ်ဆိုတော့ဒါဆိုရင်တော့ဒါတို့နိုင်ငံသားတွေကတို့ရွေးကောက်ပွဲပုံမှာတည်ငြိမ်စွာဖြစ်ငြိမ်သက်သက်လေးနေပေးတယ်ဆိုတဲ့အထိပ္ပယ်နဲ့ဒါဒီနေ့လောက်တာပဲလို့လူကြီးတွေကပြောင်းပြန်တွေ့လို့ရတယ်ကြည့်ရတာ NUG အုပ်စုတော့ဒီဘိတ်တွေကိုကျင်းထည့်လိုက်ပြီထင်ပါတယ်ကျင်းထည့်လိုက်ပြီနဲ့ဟဲ့အောင်လေရွေးကောက်ပွဲကိုလက်မခံနဲ့ကွာဒါပေမဲ့အတန်တိတ်နေကြအဲ့လိုလာတော့မသိအထိပ္ပယ်ရနော်အဲ့လိုလာတော့မသိဘူးနော်နောက်တစ်ခုကဒီနေ့ဆိုရင်ပြည်ဟွာတွေမီဒီယာတွေမှာပြည်ဟွာတွေမှာရေးကြတာရှိတယ်ဘာလဲဆိုတော့ UK တို့ Australia တို့ Europe တို့အဲ့အဖွဲ့အစည်းတွေကထုတ်ပြန်တဲ့စာတွေပေါ့ဗျာအဲ့စာတွေကိုကင်ပြီးဆိုတော့ပြောကြတာပေါ့အဲ့စာတွေထဲမှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ပြောရင်တော့မလုတ်စေခြင်းတဲ့သဘောမျိုးတွေရေးထားတာတွေ့ရတယ်ရွေးကောက်ပွဲမကျင်းပတဲ့သဘောမျိုးတွေရေးထားတယ်ရွေးကောက်ပွဲမဖြစ်စေခြင်းတဲ့သဘောမျိုးတွေရေးထားတယ်ရွေးကောက်ပွဲကျင်းပရင်ခုရက်ပို့ပြီးရှုပ်ထွေးတာတွေဖြစ်ကုန်မှစိုးတယ်ဘာညာစသဖြင့်ပေါ့ဆိုတော့ရွေးကောက်ပွဲမကျင်းပစေခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မဖြစ်စေခြင်းဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒါကိုအချိုးချကြည့်မယ်ပေါ့ရွေးကောက်ပွဲမဖြစ်ရင်ဘာဖြစ်မလဲရွေးကောက်ပွဲမဖြစ်ရင်ဘာဖြစ်မလဲမဖြစ်ရင်ဘာဖြစ်လို့ဆိုတော့စစ်တပ်ကဆက်အုပ်ချုပ်မယ်အဲ့တော့စစ်တပ်ကအုပ်ချုပ်ရဆိုရင်ကျွန်တော်ဒီမိုကရေစီရမလားတော့ဒီမိုကရေစီမရဘူးအဲ့တော့ရွေးကောက်ပွဲမဖြစ်ရင်စစ်တပ်ဆက်အုပ်ချုပ်မယ်စစ်တပ်အုပ်ချုပ်ရင်ဒီမိုကရေစီမရဘူးဒီမိုကရေစီမရဘူးဆိုတာကိုကျွန်တော်တို့ကအဲ့ဒီမိုကရေစီမရဘဲနဲ့အုပ်ချုပ်တော့ခံရမယ်အဲ့တော့အဲ့လိုမရအောင်ဘယ်သူကလုပ်လဲစစ်တပ်ရွေးကောက်ပွဲမလုပ်စေချင်ဘူးမလုပ်စေချင်တာဘယ်သူလဲအကြမ်းဖက်မီဒီယာတွေနဲ့ခုန UK တို့ Australia တို့အနောက်အုပ်စုရဲ့ဒီနိုင်ငံတန်ရုံးတွေကထုတ်ပြန်တယ်ဆိုတော့ဒီအနောက်အုပ်စုဗြိတိန်တို့ Australia တို့နဲ့အနောက်အုပ်စုကလူတွေကကြည့်ရတာမြန်မာပြည်မှာရွေးကောက်ပွဲမလုပ်စေချင်ဘူးဆိုတော့မလုပ်စေချင်ရဲ့နောက်ကွယ်အထိပ္ပယ်ကမလုပ်ချင်အပြင်စစ်တပ်ကဆက်လက်အုပ်ချုပ်မယ်စစ်တပ်ဆက်လက်အုပ်ချုပ်အပြင်ဒီမိုကရေစီအခွင့်အရေးတွေကျွန်တော်တို့ဆုံးရှုံးမယ်လူ့အခွင့်အရေးတွေဆုံးရှုံးမယ်အဲ့တော့ကြည့်ရတာကျွန်တော်တို့ပြည်သူလူထုဘက်ကမဟုတ်ဘူးထင်တယ်ဗျဒီလူတွေကဒီ UK တို့နောက်အုပ်စုဥရောပအုပ်စုတွေ Australia တို့အစရှိတဲ့နိုင်ငံတကာတာတမန်အတိုင်းဝိုင်းတွေကြည့်ရတာပြည်သူလူထုဘက်ကယက်တည်တာမဟုတ်ဘူးထင်တယ်ဗျဘာလို့ဆိုပြည်သူလူထုဘက်ကယက်တည်ဆိုပြည်သူလူထုကဒီမိုကရေစီလိုချင်တာဒီမိုကရေစီရဖို့အတွက်ကရွေးကောက်ပွဲကျင်းပရမှာအဲ့ရွေးကောက်ပွဲကျင်းပတာမကောင်းပါဘူးလို့မသိတော့ပါဘူးမဖြစ်သင့်ပါဘူးလို့ပြောတော့ဒါဆိုစစ်တပ်ကိုအုပ်ချုပ်ပါလို့ပြောသလိုဖြစ်မသွားဘူးလားဒါဆိုရင်ကြည့်ရတော်ဝိုက်ပြီးတော့စစ်တပ်ကို lobby လုပ်ပေးနေတယ်ထင်တယ်ကြည့်ရစစ်တပ်ကြီးဆက်အုပ်ချုပ်ပါဆိုပြီးတော့များတော်ဝိုက်ပြီး lobby လုပ်ပေးနေတယ်ထင်တယ်ဗျအဲ့ဒါတော့ခင်ဗျားတို့လည်းကြုံရင်တိုင်ရုံးတွေကိုမေးကြည့်ကြအောင်ခင်ဗျားတို့ကြည့်ရတာဒီလူတွေတိုင်ရုံးကတန်တမန်တိုင်ဝမ်တွေကြည့်ရတာစစ်တပ် lobby လည်းများမသိဗျာစစ်တပ် lobby တွေစစ်တပ်တချို့တွေဝင်သွားပြီလားမသိဘူးတိုင်ရုံးတန်တမန်တိုင်ဝမ်စစ်တပ်တချို့တွေ lobby တွေဝင်သွားပြီလားမသိဘူးဘာလို့ဆိုခင်ဗျားစဉ်းစားကြည့်ကျွန်တော်တို့ကရွေးကောက်ပွဲကျင်းပပေးမှဒီမိုကရေစီရမယ်လို့လက်ခံထားတာရွေးကောက်ပွဲမကျင်းပရင်ဒီမိုကရေစီမရဘူးစစ်တပ်ဆက်အုပ်ချုပ်မယ်ဒါဆိုရင်စစ်တပ်အုပ်ချုပ်တော့မလို့ချင်းဆိုရင်ရွေးကောက်ပွဲကျင်းပပေးရမယ်အဲ့တော့မကျင်းပပါနဲ့ပြောရင်စစ်တပ်ကိုဆက်အုပ်ချုပ်ခိုင်းတာဒါရှင်းရှင်းလေးအဲ့ဒါဆိုစစ်တပ်ဆက်အုပ်ချုပ်ခိုင်းတာဆိုရင်တော့ကျွန်တော်တို့ကဒီမိုကရေစီမရတော့ဘူးအဲ့ဒါဆိုရင်ဒီ UK တို့အနောက်အုပ်စုတွေအုပ်စုအကုန်လုံးကစစ်တပ်ကိုဆက်အုပ်ချုပ်စေခြင်းတဲ့သဘောနဲ့အများတစ်ဖက်လက်နဲ့အများရွေးကောက်ပွဲမကျင်းပသင့်ပါဘူးပြောပြီးတော့ပြောထပ်ခါပြောနေကြတာလားမသိဘူးနော်အဲ့ဆိုတော့သိရတယ်ရွေးကောက်ပွဲမကျင်းပသလိုစစ်တပ်ဆက်အုပ်ချုပ်တယ်ဆိုရင်စစ်တပ်အုပ်ချုပ်အောင်ဒီအနောက်အုပ်စုတွေတာတမန်အတိုင်းဝမ်တွေကစူးစမ်းနေရဆိုရင်ဒါပြည်ရင်ဟာလည်းစစ်တပ်ဘောမှဖြစ်သွားတာပဲစစ်တပ်ကိုအုပ်ချုပ်စေခြင်းနဲ့စစ်တပ်ဘောမှနော်ဟို Australia လည်းစစ်တပ်ကိုအုပ်ချုပ်စေခြင်းနဲ့စစ်တပ်ဘောမှဖြစ်သွားတာ Australia လည်းအနောက်အုပ်စုတွေကလည်းစစ်တပ်ကိုအုပ်ချုပ်စေခြင်းနဲ့စစ်တပ်ဘောမှဖြစ်ကုန်တယ်နော်ပြည်မီဒီယာတွေကလည်းစစ်တပ်ကိုမကြိုက်ဘူးသာပြောနေတာ
စစ်တပ်အုပ်ချုပ်တော်ကိုကြိုက်တဲ့သဘောရှိတယ်စစ်တပ်ဘောမာတွေဖြစ်နေတာကျွန်တော်တို့ကတော့မကြိုက်လို့ရွေးကောက်ပွဲဖြစ်ပါစေဆူတောင်းပေးနေတာဖြစ်ဖို့လည်းတွန်းအားပေးနေတာအဲ့တော့ခင်ဗျားပြည်သူလူလည်းစဉ်းစားကြည့်ခင်ဗျားတို့ပြောနေအဲ့ဒီအုပ်စုတွေကချီရတာစစ်တပ်ကိုဆက်အုပ်စုစီပြီးတော့ပြည်သူလူထုကိုဒီမိုကရေစီမရစေချင်ဘူးထင်ပါတယ်ဒီလူတွေနော်အဲ့တော့ကျွန်တော်မြင်တယ်လို့ပြောချင်တာအဲ့တော့ညီဘိတ်အုပ်စုကတော့ဂျင်းမိပြီဗာဂျင်းမိလေရွေးကောက်ပွဲကိုအတန်တိတ်ကြဆိုရင်အကုန်တိုင်းပြီးတော့အတန်တိတ်ကြဆိုရင်တိတ်တဲ့ဖွဲ့တွေတိတ်ကြတယ်ပေါ့ဗျာမတိတ်တဲ့ဖွဲ့တွေမတိတ်ကြဘူးပေါ့တချို့တွေတော့မသိဘူးဗျာစိတ်လေးမဝင်တော့ပါဘူးဆိုအဲ့တော့တိတ်ပါတယ်လို့ပြောတဲ့အုပ်စုတွေကလည်းသူကသူတိတ်ကြပေါ့ဗျာအဲ့တော့တိတ်ကြတော့ရွေးကောက်ပွဲကိုတနိုင်ငံလုံးကအတန်တိတ်ပြီးတော့ထောက်ခံပေးသလားလို့မေးရမှာဖြစ်နေပြီနော်ကြည့်ရတဲ့ NUG ကရွေးကောက်ပွဲကိုပြည်သူလူထုအတန်တိတ်ပေးစေချင်တဲ့သဘောရှိတယ်ရွေးကောက်ပွဲကျင်းပမှာအတန်တိတ်ပေးဖို့ပြောချင်တဲ့အထိပဲတော့တွားတက်ရောက်တယ်ဆိုတော့စိတ်တော်ဝင်သားဖို့ကောင်းသားဗျဒီ NUG တအုပ်စုလုံးလုပ်တယ်လို့ပြောတော့နော်ဆိုတော့ဒါလေးကကြုံကြိုက်လို့ထုတ်ပဲပြောတာပါနောက်တစ်ခုကဒီဗိုလ်ချုပ်ကြီးပြောတဲ့မနေ့ကအဂရိကိစ္စလေးကျွန်တော်ဒါလေး point လေးနှစ်ခုပြောချင်တယ်တော့အများကြီးပြောတယ် point နှစ်ခုပဲကျွန်တော်ဆက်ထုတ်ပါမယ်ကျွန်တော်သဘောကျလို့ပါဗိုလ်ချုပ်ကြီးပြောတာလေးတော်တော်သဘောကျပါတယ်နှစ်ချက်တစ်ချက်ကဘာလဲဆိုတော့အဂရိနဲ့ပတ်သက်လို့ရှိရင်နော်ကြောသားရင်သားမခွဲကြပဲအရေးယူမယ်ဒီတစ်ချက်နောက်တစ်ချက်ကအဂရိနဲ့ပတ်သက်ရင်မီဒီယာရဲ့ပူပေါင်းပါဝင်မီဒီယာနဲ့ပြည်သူလူထုကပူပေါင်းပါဝင်ရဖို့ပူပေါင်းပြီးတော့ပါဝင်ဖို့ဆိုတာမျိုးပြောတယ်โอเคအဲ့နှစ်ချက်လုံးကြိုက်တယ်အဲ့ဒီအဓိပ္ပာယ်တွေတက်ရောက်တဲ့စကားပြောတော့ဗျာလူရင်းပြောရရင်တော့ကျွန်တော်စာလည်းမကြည့်တော့ဘူးလူရင်းပြောတာပေါ့နော်သူ့လူရင်းတွေကနှစ်ချက်ဆိုတော့ကြောသားရင်သားမခွဲကြဘူးလို့ဗိုလ်ချုပ်ကြီးပြောတယ်ဆိုတော့မခွဲကြဘဲနဲ့အဂရိကိုရေးမယ်နှိမ်နေမယ်ရမယ်လို့ပြောတော့ကျွန်တော်ဝမ်းသာတယ်ဗျဗိုလ်ချုပ်ကြီးရှိတယ်အဲ့စကားကြားတာကျွန်တော်တော်ဝမ်းသာတယ်ကြောသားရင်သားမခွဲကြဘူးဆိုတဲ့စကားလုံးဒါဗိုလ်ချုပ်ကြီးကတကယ်ကိုသိက္ခာရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေသူလုံးဝပြောသွားတဲ့စကားပဲပြတ်သားတယ်ဒါခေါင်းဆောင်ကောင်းတစ်ယောက်ကပြောမယ်စကားပဲမှန်တယ်လေကြောသားရင်သားမခွဲကြဘူးမှန်တာပေါ့ဒီစကားရဲ့ဗိုလ်ချုပ်ကြီးပြောချင်တဲ့အဓိပ္ပာယ်သူ့ရဲ့သားသမီးပင်ဖြစ်လင်ကစားပြောချင်တာအဂရိလို့ရင်ရေးယူပြမယ်ဆိုတာမျိုးအဓိပ္ပာယ်ဆွဲလို့ရတယ်ကောက်ယူလို့ရတယ်ဒါဆိုရင်ဒါတကယ်ကျွန်တော်တို့ခေါင်းဆောင်ကောင်းတွေ့ပြီလို့ပြောရမယ်အဂရိနဲ့ပတ်သက်ရင်ကျွန်တော်တို့ခေါင်းဆောင်ကောင်းတစ်ယောက်ရပြီပတ်တော့ကြောသားရင်သားမခွဲကြဘူးသားသမီးပင်ဖြစ်လင်ကစားရေးယူပြယူလိုက်မယ်အဂရိကျူးလို့ဒီသဘောမျိုးပြောတာအဓိပ္ပာယ်ကျွန်တော်ကောက်ယူတယ်အဲဒါကြောင့်ကျွန်တော်ကတော့ဝမ်းသာပါတယ်ဒီကောင်ပြောတာအဲ့တော့အကယ်၍ပေါ့ဗျာကိုအောင်ပြည့်စုံလို့ဘာလို့ကနမူနာမက်ခင်စီရီသမုံတို့ကပောက်ကဲလုတ်ခဲ့မယ်ဆိုရင်တော့ဗိုလ်ချုပ်ကြီးကဒါငါဒီကောင်လုတ်တယ်ဟုတ်လားဟမ်ဒါလည်းငါသားသမီးဆိုမယ်ရောက်နေရေးရချက်ယူလိုက်ကွာဒါမျိုးသူဗိုလ်ချုပ်ကြီးကကြောသားရင်သားမခွဲဘဲနဲ့လုတ်ကောင်းလုတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဒါကိုသွားကြည့်ပြီးတော့ကျွန်တော်တော့တကယ်ပါဟိုဝမ်းလဲဝမ်းသာတယ်ကြီးလဲကြီးကျူပါတယ်ဟိုဒါကတော့ကျွန်တော်တို့ကကြီးကျူမိတာပြောတာပေါ့နော်နောက်တစ်ချက်ကမီဒီယာတွေပေါ်ပါဝင်ဖို့ဟာဝမ်းသာပါတယ်ဗျာတကယ်ပါမီဒီယာတွေကျွန်တော်ပေါ်ပါဝင်နေတာပေါ့အဂရိနဲ့ပတ်သက်ဘယ်သူတွေကအဂရိကျူးလွန်နေဘယ်ဟာတွေဝါဖြစ်တယ်ဒါတွေကျွန်တော်ပြောချင်တာပေါ့ဘယ်ဌာနဆိုင်ရာတွေဘယ်သူတွေဘာညာတွေပေါ့ဗျာစသဖြင့်ဒါတွေကျွန်တော်ပြောချင်တာပေါ့ပြီးတော့ဌာနဆိုင်ရာတွေဘက်ကလည်းပြင်ရမှာတွေအများကြီးရှိတယ်လုပ်ငန်းရှင်တွေဘက်ကလည်းလုပ်ရမယ်လုပ်ငန်းရှင်တွေဥဌာနဆိုင်ရာဝန်ကြီးတွေဒုဝန်ကြီးတွေဘာညာတွေတက်ကရရှိတွေအဂရိကျူးလွန်ရင်ချက်ချင်းဖြုတ်ထုတ်တာလုပ်ပြတာတွေရှိတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေအဂရိကျူးလွန်တာကြတော့ဒဏ်ကြီးရိုက်ပြီးတော့ AC ပဲနားခိုင်းတယ်ဒါဆိုရင်ပို့နေပြောရင်တော့ရော့နေသေးတယ်အဂရိကပို့နေပြောရင်တော့အရသားလုပ်ငန်းရှင်မို့လို့ရေးမယူရပါဘူးဒဏ်ကြီးရိုက်ပြီးပါပြီဆိုတာမျိုးတော့ဖြစ်တယ်သူတို့လည်းပို့နေပြောရင်တော့ပိုင်ဆိုင်မှုသိမ်းထောင်ချဒါလုပ်ပြရမှာအဲ့ဒါမှပဲနောင်မှာဒါမျိုးမလုပ်ရဲမှာနောင်ဘူးမလုပ်ရဲမှာအဂရိမတရားမှုတွေမလုပ်ရဲမှာအဲ့တော့အဂရိနဲ့ပတ်သက်ထိထိရောက်ချဖို့တော့လိုတယ်နောက်မီဒီယာတွေနဲ့ဖော်ထုတ်ချင်တာဆိုဖော်ထုတ်ချင်တာပေါ့ခင်ဗျာဘယ်လုပ်ငန်းရှင်တတိကြီးနဲ့ဘယ်ဌာနဆိုင်ရာကြီးကြီးနဲ့ဘလို့ညှိညိတ်ဘလို့ဘာကြီးလုပ်လိုက်တယ်ဘယ်ကွင်းလို့ရိုက်ပလိုက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့ရေးချင်တာတန်းနေတာပဲကျွန်တော်ရေးလို့ရတာပေါ့တန်းစီပြီးတော့ရှိတယ်သိတယ်ကြားတယ်စုံစမ်းလို့ရတယ်ဒါပေမဲ့ကျွန်တော်မသိအောင်စောင့်နေရတယ်ဘာလို့နေထိုင်ကိုပြမှုပေါ်မှာကြောက်လို့ဒါမီဒီယာတွေကပူပေါင်းပါဝင်မှာဆိုကျွန်တော်ပူပေါင်းပါဝင်နေတာပေါ့ဗိုလ်ချုပ်ကြီးအဲ့လိုလမ်းဖွင့်ပေးတာကျွန်တော်ဝမ်းသာတယ်ဒါပေမဲ့လက်တွေ့လောက်ခွင့်ရဖို့တော့ကျွန်တော်မျှော်လင့်နေတယ်မျှော်လင့်ပါတယ်ပြီးတော့ဒီမီဒီယာတွေကိုနဲ့ပါဝင်တဲ့လွတ်လပ်သောဒီအဂရိတိုက်ဖြည့်အဖွဲ့သီးသန့်ဖွဲ့စည်းနိုင်မှုလိုတယ်အဲ့လိုဖွဲ့စည်းလိုက်ရင်တော့ပူကောင်းတယ်အဲ့လိုဖွဲ့စည်းလိုက်ရင်တော့အခုပေါ်လာပြီအဲ့ဒါဆိုလုပ်လို့ရပြီပေါ့ဗျာဘယ်အဆင့်လုပ်လို့ရမယ်ဘယ်သူပေါ်မယ်ဘယ်အဆင့်ထိတော့ like ဘယ်အဆင့်ထိတော့ငါတို့ရဲ့ over ခံယူဘယ်အဆင့်မှာတော့ gain ဒါတွေကလုပ်လို့ရတာပေါ့ဗျာဒါတွေလီယာလိုက်ခွဲထားလို့ရတယ်လုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မီဒီယာပူပေါင်းပါဝင်ခြင်းတော့လေခေတ်ကာလအခြေအနေနေထားဘာညာတွေအခြေအနေရတယ်ပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့မီဒီယာတွေကပါဝင်သင့်တဲ့လောက်ပါဝင်လို့မရတာတွေအများကြီးရှိနေပါတယ်နောက်တစ်ခုကဒီအဂရိနဲ့ပတ်သက်လို့ရှိရင်ဌာနဆိုင်ရာကြီးလည်းပြင်ရမှာရှိတယ်ကျွန်တော်အမြဲတမ်းပြောဌာနဆိုင်ရာကြီးနဲ့ကြွေသီးစားတာကိုကျွန်တော်လက်ခံတယ်ကျွန်တော်အနေနဲ့ပြောတယ်တဦးရဲ့အမြင်ပြောကြွေသီးလောက်ကကျွန်တော်တို့မပြောတာဘူးဒါပေမဲ့ကြွေအောင်ချွေရင်တော့ပြဿနာရှိတယ်ကြွေအောင်ချွေရင်ပြဿနာရှိတယ်အဲ့တော့ကြွေအောင်ချွေရလို့ကိုမလုပ်ဖို့လိုတယ်ပြီးတော့ဌာနဆိုင်ရာတွေနဲ့လည်းလုပ်ငန်းရှင်တွေပေါ်မှာလေးစားမှုရှိဖို့လိုဌာနဆိုင်ရာရရှိတယ်လုပ်ငန်းရှင်တွေပေါ်လေးစားမှုရှိဖို့လိုတယ်အခုဌာနဆိုင်ရာရရှိတချို့တွေပေါ့နော်
လုပ်ငန်းရှင်တွေကိုမြင်တခိုးကြိုးတွေလိုမြင်ပြီးတော့ဆက်ဆံတာအဲ့ဒါလည်းမကောင်းဘူးဗျလုပ်ငန်းရှင်တယောက်က project တစ်ခုလာတင်ပြရင်အဲ့တင်ပြတဲ့ project ကိုတခိုးကြိုးတယောက်လိုမြင်ပြီးတော့အဲ့ project ကိုစစ်တာစေးတာမျိုးစုံမလိုအပ်တဲ့ရှောက်လို့တာမလိုအပ်ဘဲနဲ့จิตတာရက်တာရှောက်လို့တာအဲ့ဒါပြဿနာရှိတယ်လုပ်ငန်းရှင်ဆိုတာတိုင်းပြည်ရဲ့ဝမ်းပိုက်တွေပြည့်ဝမ်းပိုက်တွေပါစီးပွားရေးသမားဆိုစီးပွားရေးလုပ်ငန်းရှင်ဆိုတာပြည့်ဝမ်းပိုက်တွေပြည့်ဝမ်းပိုက်ကိုနိုင်ငံဝန်ထမ်းတွေကမထိုးပြန်ထိုးမဖောက်တင်ဘူးမဖောက်ထိုးမဖောက်တင်ဘူးပေါ့နော်ဆိုတော့ဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုတော့ခုမှထားပါတော့အစိုးရလုပ်ငန်းတွေမှာတင်တာတွေဘယ်သူရလဲသူတို့လက်ဝါးချင်းချိတ်ထားတဲ့လုပ်ငန်းရှင်တွေတော့ရကြတယ်သူတို့တခိုင်းနဲ့ဝင်ဆိုရကြတယ်နောက်တစ်ခါတစ်ဖွဲ့နဲ့ဝင်ဆိုရတယ်အပြင်ကဝင်လာလို့တော့အဲ့အပြင်ကကောင်တော့ထောင်းလောင်းမောင်းကြည်သွားမယ်သာမကင်ထုတ်လိုက်တာဝိုင်းပြီးလက်စင်ပေးတာဟိုကောင်နောက်မလုပ်နိုင်တော့ခုတ်ခွက်လန်ရှုံးအဲ့ဒါကြီးကမှားနေတယ်အဲ့တော့ဌာနဆိုင်ရာတွေကလည်းတင့်တော်သူတို့ကိုယ့်ဘက်ကပြင်ရမှာအများကြီးရှိတယ်ပြင်သင့်တာကြီးပြင်ကြတာအကောင်းဆုံးပါအကုန်လုံးကကိုယ့်ဘက်ကကြီးမှန်နေလို့မထင်ပါနဲ့ပြီးတော့လုပ်ငန်းရှင်တွေပေါ်မှာတခိုးကြိုးတွေလိုမျိုးတကယ်ကိုအခွင့်အရေးသမားတွေလိုမျိုးတခါတည်းနှိမ့်ချဆက်ဆံနေတာမြင်ရှုမြင်တာသတ်မှတ်တာဒါမသိတော့ပါဘူးလုပ်ငန်းရှင်ဆိုတာအလုပ်လုပ်ဖို့လာတာပါအလုပ်လုပ်ဖို့လာပြီးတော့တင်ပြတာဖြစ်တယ်အလုပ်လုပ်ဖို့ကနိုင်ငံတော်ကကွန်ပျူတာတွေမရဘဲနဲ့လုပ်လို့မရဘူးလို့ကအဲ့လိုမလို့တရားမဝင်နေဖြစ်ကုန်မယ်အဲ့တော့တရားဝင်လုပ်ချင်တဲ့အတွက်နိုင်ငံတော်ကိုလာပြီးတော့တင်ပြကြတာရှိတယ် project တစ်ခုတင်ပြတယ်အဲ့ project ကနိုင်ငံတော်အတွက်တင့်တော်တယ်ပြည်သူလူထုအတွက်တင့်တော်တယ်လုပ်ငန်းရှင်တွေအတွက်တင့်တော်တယ်အားလုံးအတွက်တင့်တော်တယ်ဆိုရင်ဒီလုပ်ငန်းကခွင့်ပြုပေးရမယ်လုပ်ငန်းဒါမျိုးတွေကိုအဲ့လိုမျိုးပဲနဲ့လုပ်ငန်းရှင်တွေ project တစ်ခုလာတင်ပြရင်ဒီ crony ဒီတစ်ထည့်ရတဲ့ကောင်ဂျင်ကွင်းဖမ်းပြန်ပြီးဒီကောင်လုတ်ပြန်ပြီးဒီကောင်စားတော့မှာဒီကောင်ရစ်တော့မှာကြစ်တော့မှာစောတော့မှာနှိုက်တော့မှာစသဖြင့်ပေါ့လုပ်ငန်းရှင်တွေကိုမြင်တဲ့အမြင်ပေါ့အဲ့ဒီအမြင်ကြီးကလည်းမကောင်းဘူးအဲ့တော့လုပ်ငန်းရှင်ဟာလုပ်ငန်းရှင်မှာအစိုးရနိုင်ငံဝန်ထမ်းနိုင်ငံဝန်ထမ်း public service ကိုပဲထပ်ဆောင်မှာဖြစ်ပြီးတော့နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်မှာဖြစ်တယ်နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်တင်အောင်နဲ့ဒီလုပ်ငန်းရှင်ပေါ်မှာတခိုးကြိုးလို့မြင်တာကလည်းပြဿနာရှိတယ်ဒါကြောင့်ကျွန်တော်တို့ပုံနေပြောရင်အပြန်အလှန်လေးစားမှုတွေဆက်ဆံကြဖို့လည်းလိုတယ်ဌာနဆိုင်ရာတချို့ပြောတာနော်ဆက်ကြဖို့လည်းကျွန်တော်တချို့ဟာတွေသိပါတယ်ကြားလဲကြားပါတယ်ဒါပေမဲ့မပြောလို့ပါဘူးဟိုဌာနဆိုင်ရာရရှိနေတဲ့လုပ်ငန်းရှင်တွေပေါ်မှာလေးစားမှုရှိဖို့လည်းလိုပါတယ်နော်ဒါလေးကိုကြိုးကြိုက်လို့ထည့်ပြောတာပါလုပ်ငန်းရှင်တွေကလည်းဌာနဆိုင်ရာရရှိတွေကိုငါငွေနဲ့ပေါက်ဝဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းမနေဘူးလို့အပြန်အလှန်လေးစားမှုနဲ့ဆက်ဆံကြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါကြုံကြိုက်လို့ဒီထည့်ပြောတာပါအဲ့တော့အဂရိနဲ့ပတ်သက်ရင်မီဒီယာတွေပူးပေါင်းပြီးတော့ဖော်ထုတ်ဖို့လိုသလားမေးကျွန်တော်တို့လုပ်ချင်ပါတယ်လုပ်ချင်ပါတယ်ဒါဘာကြောင့်လဲတိုင်းပြည်အတွက်ပါဟိုတော်တော်ဆိုးဆိုးဝါအဂရိမျိုးပဲဖော်ထုတ်မှာဖြစ်ပြီးတော့တာမန်တုံလောက်ကတော့ကျွန်တော်မသိကြအောင်ဆောင်နေလို့ရပါတယ်ဘာလို့တောင်းတာမန်ကိစ္စလောက်ကကျွန်တော်လက်ခေါင်းနဲ့ထည့်ပါဘူးတော်ဆိုးဆိုးဝါပြီးတိုင်းပြည်ကဒုက္ခပေးနေလို့တဲ့ဆိုးဝါတဲ့အဂရိမျိုးဆိုရင်တော့ကျွန်တော်တို့ကတော့အဲ့ဒီဓာမျိုးကြိုင်မီဒီယာတွေဖော်ထုတ်ချင်ပါတယ်ဖော်ထုတ်တဲ့ခါကျရင်နိုင်ငံတော်ကြီးကတာဝန်ရှိသူတွေနဲ့နားလည်မှုပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ပုံဝမ်းသာတာပေါ့ဗျာနော်ပြီးတော့နိုင်ငံတော်ဒါငါဒီကောင်လေးကူညီနေတာပဲလို့မြင်ရင်တော့ဝမ်းသာတာပေါ့အဲ့လိုမျိုးနဲ့ဒီကောင်လေးဟမ်အကုန်လျှောက်လိုက်နေတယ်ရောက်နေဒီကောင်လေးအကုန်လျှောက်လိုက်နေအကုန်လမ်းကြောင်းဖြတ်တောက်လိုက်ပါဆိုရင်ကျွန်တော်တို့သွားပြီအဲ့တော့ကျွန်တော်တို့ journalist တွေဆိုတာကဘာကိုကြိုင်ထားလဲမင်းတိုင်းပြည်တော့မဟုတ်ဘူးမမှန်ဘူးထင်ပြောချင်တဲ့စိတ်ကြိုင်ထားတယ်အဲ့ပေါ်မှာမူတည်ထားတယ်တိုင်းပြည်တော့ဒီဟာလွဲနေတယ်လို့ထင်ယူဆရင်ကျွန်တော်ကပြောဖို့စောင့်နေတာဟိုရေးဖို့ဝေဖန်ဖို့စောင့်နေတာသို့တော့ခုနတိုင်းပြည်အတွက်ဟိုမဟုတ်ဘူးသူကသူ AC ပေါ်မှာပုံမှန်ကိစ္စစီးပွားရေးလုပ်တာဆိုကျွန်တော်မသိချင်ဆောင်တယ်။ဘာလို့အဲ့ဒါအရေးကြီးပါကျွန်တော်နှစ်ချမ်းခွဲပါတယ်။တိုင်းပြည်နဲ့လူထုမျက်နှာကြည့်ပြီးတော့ပြည်သူလူထုနဲ့တိုင်းပြည်အကျိုးစီးပွားကိုကြည့်ပြီးတော့ကျွန်တော်တို့ journalist တွေအများစုကအဲ့လိုရပ်တည်ကြပါတယ်။ဒါလေးကအခြေခံမှာအဲ့တော့ကျွန်တော်တို့ agree နဲ့ပတ်သက်ရင်တကယ်ကင်ကျင်တာပေါ့ဗိုလ်ချုပ်ကြီးဒါတကယ်ဘာဖြစ်လို့ဒီချက်ချက်နဲ့ခွင့်ပြုမယ်ဆိုရင်တကယ်လိုက်ချင်တာပေါ့ဘသူ့ကိုပါမလိုက်ဘူးကြောသားရင်သားလည်းမခွဲအကုန်ငွေနောက်ဖော်ထုတ်စုံစမ်းပြီးလို့ရှိရင်ဒါတွေကတရားမဝင်လုပ်တဲ့အလုပ်တွေဘသူတွေကတိုင်းပြည်ကိုဖျက်စည်းလုပ်နေတယ်ရောင်းစားနေတယ် agree လုပ်နေတယ်စသဖြင့်ဒါတွေကကျွန်တော်တို့ဖော်ထုတ်ချင်တာပေါ့ဒါမှလည်းတိုင်းပြည်က agree တရားကင်းပြီးတော့တကယ်ကိုဟိုတကယ်ခေါင်းဆောင်တွေကလည်းတကယ်ကို agree ကင်းပြီးတော့တကယ်ကိုဗျာတိုင်းပြည်က agree တရားကင်းပါပြီးကင်းပြီးတော့တိုင်းပြည်ကတကယ်ကိုပျော်စရာကောင်းတဲ့အစစ်တမ်းရှိတဲ့တိုင်းပြည်တစ်ခုဖြစ်လာမှာဒါမျိုးဗိုလ်ချုပ်ကြီးရဲ့လက်ထက်မှာလည်းဖြစ်သွားရင်ကောင်းတော့ပါဗျာဗိုလ်ချုပ်ကြီးလူမျိုးဖုံးတပါကြီးတဲ့ပုံကူမျိုးလက်ထက်မှာဖြစ်ရင်ပိုကောင်းတာပေါ့